မင်္ဂလာပါဒီဗီဒီယိုမှာတော့ရေးပေး AI မှာ sign up ဘယ်လိုလုပ်ပြီးတော့ account ဘယ်လိုဖွင့်မလဲဆိုတဲ့အကြောင်းလေးကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော်ရေးပေး AI.com ကိုတွားလိုက်မယ်ဆိုလို့ရှိရင် home page ကိုရောက်သွားပါလိမ့်မယ်ကျွန်တော်ဒီ home page ကိုရောက်ပြီဆိုလို့ရှိရင်ဒီ start creating for free ကိုနှိပ်လိုက်ရပါတယ်ဒါမှမဟုတ် get started ကိုနှိပ်လိုက်ရပါတယ်ကျွန်တော်ဒီမှာနှိပ်လိုက်လို့ရှိရင်ဒီ sign up form ကိုရောက်သွားပါလိမ့်မယ်ကို့မှာ account ရှိတယ်ဆိုလို့ရှိရင်တော့ sign in ကနေဝင်လို့ရတယ်ကို့မှာ account မရှိသေးဘူးဆိုလို့ရှိရင်တော့ sign up form ကနေ account တစ်ခုဖွင့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ email ရယ် password ရယ် confirm password ရယ် password ကိုနှစ်ခါပြန်ရေးကပါမယ်ပြီးရင် I agree ကိုနှိပ်ပေးရပါမယ်အဲ့တော့ကျွန်တော်ဒီမှာ detail လေးတွေဖြည့်လိုက်ပါမယ် okay ဒါဆိုရင်ကျွန်တော်တို့အားလုံးဖြည့်ပြီးဖြစ်တဲ့ကြောင့်မလို့ sign up ကိုနှိပ်ပါမယ်ဒီမှာ account created ဆိုပြီးတော့ email စီကို profile email ပို့တဲ့အကြောင်းလေးလာပါမယ်အဲ့တော့ကျွန်တော်တို့ email ကိုတွားပြီးတော့ verification email ကိုထဲက link ကိုနှိပ်ယူရပါမယ်ကျွန်တော် email မှာဒီမှာရေးပေး AI ဆိုတဲ့ email လေးတွေ့ပါလိမ့်မယ်ဒါလေးကိုနှိပ်လိုက်ပါပြီးတော့လို့ရှိရင်ဒီမှာ confirm email ဆိုတာလေးကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်ရဲ့ရေးပေး AI confirm ဖြစ်သွားပါပြီconfirm ဖြစ်ပြီးတဲ့အချိန်မှာ browser တစ်ခုနဲ့ကျွန်တော်တို့ရဲ့ရေးပေး AI ပွင့်သွားပါမယ်ဒီထဲမှာကျွန်တော်တို့က setup လုပ်ရပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့ profile picture option တွေပါထည့်ချင်နေရပါတယ်မထည့်ချင်နေရပါတယ်နာမည်လေးကျွန်တော်တို့ဘယ်လိုမျိုးပေါ်မလဲဆိုတာလေးထည့်ရပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာ upload လုပ်လိုက်ပါမယ်ကျွန်တော်ပုံနဲ့နာမည်နဲ့ကျွန်တော်တို့ကြိုက်တဲ့အဆင်ပြေတဲ့နာမည်တစ်ခုထည့်လိုက်ပြီးတော့လို့ရှိရင် continue နှိပ်ပါဒီနေရာမှာကျွန်တော်တို့ industry ရွေးရပါမယ်အကယ်၍ကိုကဒီတိုင်းပဲ general content တွေဖန်တီးခြင်းနဲ့ industry မရွေးချင်ဘူးဆိုလို့ရှိရင် general no domain scope ကိုရွေးပါဒါဆိုလို့ရှိရင် AI က scope ကန့်သတ်ထားတာမရှိတော့ဘူးအကုန်လုံးကြိုက်သလိုရေးလို့ရတယ်ဒါမှမဟုတ် industry knowledge ထည့်ခြင်းနဲ့ကျွန်တော်တို့ finance investment crypto forex technology AI ဒါမျိုးတွေထည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာရွေးပြီးတော့ထည့်လို့ရသလိုစာရိုက်ပြီးတော့လည်းအသစ်ထည့်လို့ရပါတယ် for example ကျွန်တော်ဒီမှာ AI လို့ထည့်လိုက်မယ်ဆိုလို့ရှိရင် AI ရိုက်ပြီး enter ခေါက်လိုက်တာနဲ့ AI ဝင်သွားပါပြီ technology ပြီးရင်ဥပမာmobile phone iOS Android okay ဒါလေးကျွန်တော်ထည့်လိုက်မယ်ဆိုလို့ရှိရင်ကြိုက်သလိုမျိုးကျွန်တော်တို့ကဒီမှာထည့်လို့ရပါတယ်မထည့်လို့လည်းရပါတယ်နောက်ကျမှကျွန်တော်တို့ setup ပြန်လုပ်လည်းရတယ်ပြီး continue ကိုနှိပ်ပါမယ် sample post တွေကျွန်တော်တို့မှာရှိထားပြီးသားတခြားအရှိမရေးထားပြီးသား sample post တွေရှိရဆိုလို့ရှိရင်အဲ့ post တွေကိုဒီမှာတစ်ခါတည်း paste 1 2 3ဆိုပြီးတော့တစ်ခါတည်း copy ကူးပြီးထည့်လို့ရပါတယ်ဒါမှမဟုတ် skip for now နှိပ်လိုက်လို့ရှိရင်နောက်ကျမှထည့်လို့ရပါတယ်ပြီးရင် notification telegram bot setup လုပ်တဲ့ဟာလေးလည်းဒီမှာပြထားပါတယ်အဲ့ဒါကိုလည်း skip for now နှိပ်လိုက်လို့ရှိရင်ဒီဟာလေးကနောက်ကျလို့ရှိရင် telegram bot ကနေပြီးတော့မှ setup လုပ်လို့ရပါတယ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ you are all setup ဖြစ်သွားပါပြီဒါဆိုရင် go to dashboard ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ webcam AMC ဆိုပြီးတော့ကျွန်တော်ရေးပေး AI account တစ်ခုစပြီးရအောင်ဖြစ်ပါတယ်ပထမဦးဆုံး account ဖွင့်ထားတဲ့သူကိုစဖွင့်ဝင်ခြင်းမှာ10 credit free ပေးထားပါတယ်10 credit ကိုသုံးပြီးတော့မှစပြီးစမ်းသပ်ပြီးတော့မှ post စီစရေးလို့ရပါပြီ